မင်္ဂလာပါခင်ဗျာဒေါ်အောင်ဆန်းစုကြည်ရဲ့တားငယ် Kim Aris ကလူအခွင့်အရေးနေ့မှာမြန်မာပြည်သူတွေနဲ့အတူရပ်တည်ဖို့ကဘာကြီးကိုတောင်းဆိုလိုက်ပါတယ်ခင်ဗျာ Kim Aris ကမိခင်ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာပြည်သူတွေဟာလူအခွင့်အရေးချိုးဖောက်ခံနေရတဲ့အတွက်အခုဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့လူအခွင့်အရေးနေ့ကိုစိတ်လက်ပေါ်ပါစွာမဖြတ်တမ်းမစင်နှွှဲနိုင်ဘူးလို့ဝန်ခံလိုက်ပါတယ်ခင်ဗျာဒါအပြင်သူ့ရဲ့မိခင်အိုကြီးဒေါ်အောင်ဆန်းစုကြည်အသက်80အရွယ်ဒေါ်အောင်ဆန်းစုကြည်ဟာအကျဉ်းထောင်ထဲမှာအထီးကျန်စွာမတရားဖမ်းဆီးခံထားရပြီးလူအခွင့်အရေးတွေလည်းဆုံးရှုံးနေတယ်လို့ Kim Aris ကပြောထားပါတယ်ဒါအပြင်မိခင်ဒေါ်အောင်ဆန်းစုကြည်လိုပဲအကျဉ်းထောင်ထဲမှာမတရားဖမ်းဆီးခံနေရတဲ့နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာဟာလေလူအခွင့်အရေးချိုးဖောက်ခံနေရတာတွေအခြေခံရပိုင်ခွင့်ဆုံးရှုံးခံနေရတဲ့အခြေအနေတွေရှိနေတယ်လို့လည်းသူကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေတဆင့်ပြောကြားထားတာဖြစ်ပါတယ်ခင်ဗျာ